ဘာထည့်ရလဲသားစကူစိတ်ကူကောင်းတယ်နော်ဟမ်အပေါ်ထည့်လို့ရတာအဲ့ကလေးစိတ်ကူကောင်းတယ်နော်သူချုပ်ထားတာလေ พวกนี้ใบกี่บาท အပေါ်ထည့်လို့ရတဲ့အဲ့ကလေး ฮะ อันนี้60 60တဲ့ဒီမှာ เดี๋ยวก่อน ဆိုင်မျိုးစုံကျမရောင်းကျမတရားနဲ့ရောင်းမယ်နော် อันเนี้ย 40အမြင့်စာ 130 မျိုးပဲရှိပါတယ်ဒါလေးကနည်းနည်းကြီးတယ်ကျွေထဲတဲ့အဲ့လိုမျိုးပေါ့တချို့ကလေးဆိုအထဲမှာနှစ်ခုပါအထဲမှာနှစ်ခုပါတယ်ကျမကြိုက်တယ်တရနည်းနည်းဖွင့်ပြကြံတာအထဲမှာနှစ်အိတ်ပါတယ် คือผ้าแหละผ้าญี่ปุ่น ถ้าญี่ปุ่นก็มันแพง ထဲမှာနှစ်အိတ်ပါတယ်ခါကြတော့အဲထဲမှာနှစ်အိတ်ပါတယ်ထဲမှာနှစ်အိတ်ပါတယ်ခါကြတော့ကျမဆိုတာငါးမှုစီတမစီထဲမယ်လေပြီးတော့ဒါလေးကိုကြတော့အကျွေစီလေးထဲမယ်ပေါ့နော်အမျိုးဆိုလဲကောင်းတာပဲဒါမှမဟုတ်ဒီမှာအကျွေစီထက်ဒီမှာ airport ထက်နော်တခါတည်းပြီးသွားတယ်အဲ့လိုမျိုးလေးနေ จะต่อ100 เดียวเนี่ยท ရန်လာပါတယ်ရန်ချစ်စရာကောင်းတဲ့ကိုယ်တိုင်ချုပ်တာတဲ့ ำอันนี้ ဂျပန်အစလေးနဲ့ချုပ်တယ်တဲ့ဒါကကြတော့ဟိုကလေကျမတို့ဟိုကလေလက်စီးကျေဘူးလေးထည့်ဖို့ပေါ့နော်သူကအဲ့ဒါကိုစိတ်ကူးလေးနဲ့ချုပ်ထားဒီမှာဒီမှာကျေဒီလေးပြန်တက်ကျေဒီလေးပြန်တက်မယ်တက်ပြီးတော့မှအဲ့ဘေးမှာတွဲထားမှာပေါ့နော်အဲ့လိုလေးပေါ့ဒီမှာလည်းတစ်ခုတွေးလိုက်တယ်ဒီမှာလည်းတစ်ခုတွေးလိုက်တယ်အော်ဒီမှာအေးဒီလိုလေးသူဒီဇိုင်းနဲ့သူစိတ်ကူးနဲ့သူချုပ်ထားဒါအကိုဟောဂျယ်လေးလက်စီးဂျယ်လေးထည့်ပြီးတော့အဲ့ရဲ့ဘေးလေးနဲ့မှာစိတ်ထားဖို့ပေါ့နော်အဲ့လိုမျိုးကျမအကြိုက်ဆုံးကတော့ဒီအိတ်ကလေးတွေပါဒီအိတ်ကလေးကတော့အရန်ကိုမိုက်ပါတယ်အရန်ကိုလည်းကြိုက်ပါတယ်ဒီမှာကြည့်လိုက်ပါအောင်ချုပ်ထားတဲ့ပုံစံလေးချုပ်ထားတာလေးတက်ရက်လက်ပကျမတော့အလွန်ကြိုက်ပါတယ်ဒီဇိုင်းတွေလည်းအမျိုးမျိုးရှိပါတယ်ဒီဇိုင်းတွေလည်းအမျိုးမျိုးဒီမှာ อันนี้100 เดียวไม่เหรอ ไม่เอาแล้วโน้นเนี่ยเอาอันนี้ ညူလေးလဲကျမကြိုက် นี่ไง နီလေးလဲကျမကြိုက်နီလေးလဲကျမကြိုက် ย่างปลาไง ပြီးဒီမှာပန်းပွေးနေဆိုလဲကြိုက်အကုန်လုံးကြိုက်ဒီမှာတော့ယူလေးဒီမှာပန်းပွေးတေးလေးကိုကြိုက်တဲ့ကျမညီမလေးတယောက်လည်းတကြီးရမိပါတယ်ပြီးတော့ဒါကြတော့ เอา ဒီဇိုင်းလေးပေါ့ပြီးတဲ့ခါကျတော့ဘာတွေရှိလဲဒီမှာမျိုးလေးတွေမိုက်တယ်အကုန်လုံးယူရောင်းမယ်နော်ဘယ်လောက်နဲ့ထားပေးလဲတော့မသိဘူးပြန်ပြောမယ်ရောင်းတဲ့ခါကျရင်ကျေးဇူးပါ